သမာဓိနဲ့ဝိပဿနာသမထနဲ့ဝိပဿနာသမထဆိုတာစိတ်လွင်ပါနေတာတွေကိုထိမ့်ပေးတဲ့သဘောသမာဓိစွမ်းဆောင်မှုနောက်ဝိပဿနာဆိုတာကြတော့အမှန်အကန်သိပြီးတော့စိတ်ရဲ့အညစ်အကြေးတွေကိုလုံးဝတွန်းလှန်ပြစ်နိုင်တဲ့သဘောသမထကစိတ်ရဲ့အညစ်အကြေးတွေကိုခိတ္တခဏဖယ်ထားနိုင်တယ်တန့်ထားနိုင်တယ်သို့တော့ပညာလိုဖယ်ရှားပြီးတော့မပြစ်နိုင်ဘူးပညာကမှစိတ်ရဲ့အညစ်အကြေးတွေခုနပြောတဲ့စိတ်ရဲ့ဖိစီးမှုတွေကိုလုံးဝဖယ်ရှားပြစ်နိုင်တယ်ဒါကြောင့်မို့ဒီကနေ့ဝိပဿနာကျင့်စဉ်လေးကိုအချင်းချုပ်ကလေးပြောရမယ်ဆိုလို့ရှိရင်နော်ဝိပဿနာဆိုတာပညာကိုပြောတာအဲ့ဒီဝိပဿနာအကျင့်ကိုကျင့်ပြီဆိုလို့ရှိရင်နိလန်းနှစ်သွယ်နဲ့ကျင့်လို့ရတယ်ဝိပဿနာကိုတိုက်ရိုက်ကျင့်တဲ့နည်းရှိတယ်ဝိပဿနာကိုသမထကျင့်ပြီးတော့မှသမထကနေအခြေခံပြီးတော့ကျင့်တဲ့နည်းရှိတယ်အဲ့ဒီနိလန်းနှစ်သွယ်ပဲဘယ်နိလန်းပဲဖြစ်ဖြစ်ငါနည်းကမှန်တယ်သူနည်းကမှားတယ်လို့ညင်းစရာအကြောင်းမရှိဘူးနိလန်းနှစ်သွယ်နဲ့ကျင့်လို့ရတယ်နော်ဘယ်နိလန်းနဲ့သွားသမထကျင့်စဉ်ကိုအရင်ကျင့်ပြီးတော့ဝိပဿနာကိုကျင့်ရမှာဝိပဿနာကတော့မကျင့်မဲနေလို့မရဘူးမဲ့ဉာဏ်ဖွဉာဏ်ရဖို့ပညာမှာလမ်းဆုံးတာဖြစ်သောကြောင့်ဝိပဿနာဆိုတဲ့ပညာတိုးတက်အောင်ကြိုးစားအထောက်အောင်ဖြစ်တယ်အဲ့ဒီဝိပဿနာပညာကိုချဉ်ကပ်တဲ့အခါမှာသမထနဲ့ချဉ်ကပ်မလားသူ့ကြည့်တိုက်ရိုက်သွားမလားဒီနှစ်ခုပဲရှိတယ်နော်ဒီနှစ်ခုပဲရှိတယ်သမထကိုအရင်ကျင့်ပြီးတော့သမထအခြေခံပြီးတော့ဝိပဿနာနဲ့သွားလို့ရတယ်အဲ့ဒါကိုသမထပုပ္ပင်ကမဝိပဿနာလို့ခေါ်တယ်သမထကရှေ့ကသွားတယ်ပြီးတော့မှသမထအခြေခံပြီးဝိပဿနာအကျင့်ကိုကျင့်တယ်ဒါကနိလန်းတစ်သွယ်နောက်တစ်ခုကတော့ဝိပဿနာပုပ္ပင်ကမဆိုဝိပဿနာကိုဓာရိုက်ကျင့်တဲ့နည်းခေါ်တယ်ဝိပဿနာကိုဓာရိုက်ကျင့်တဲ့အခါမှာသမထကိုအခြေမခံဘူးလို့ဆိုတာသမာဓိကိုအခြေမခံဘူးလို့ပြောတာမဟုတ်ဘူးသမထကိုအခြေမခံဘူးတခါတရံသမထနဲ့သမာဓိနဲ့ကွဲပြားခြားနားမှုလေးကိုသိရတယ်သမထဆိုတာ technique ကိုပြောတာတခါတည်းကသမာဓိကိုပြောတာဝိပဿနာကျင့်လည်းပဲသမာဓိလိုတယ်အ ਨੇ ဆုံးဝိပဿနာကျင့်ပြီဆိုရင်ခဏိကသမာဓိနဲ့သွားရမယ်လို့ဒီလိုဆိုတယ်ဝိပဿနာကိုတိုက်ရိုက်ကျင့်ရင်ခဏိကသမာဓိနဲ့သွားတယ်သမထကျင့်ပြီးမှဝိပဿနာကျင့်တယ်ဆိုတာသမထကိုဥပ္ပစာရသမာဓိဆိုတဲ့အဆင့်ဇာန်တော့မရောက်ဘူးသို့သောဇာနာကတ်သွားတယ်ဇာနာကတ်သွားတဲ့သမာဓိကိုဥပ္ပစာရသမာဓိလို့ခေါ်တယ်ဇာန်ထိအောင်ရောက်သွားလို့ရှိရင်အပ္ပနာသမာဓိလို့ခေါ်တယ်အဲ့ဒီသမထကျင့်စဉ်ကိုဇာန်အဆင့်မရောက်ခင်မှာလဲဝိပဿနာလမ်းကိုကူးလို့ရတယ်ဥပ္ပစာရသမာဓိကနေဝိပဿနာကိုကူးသွားတယ်တော့မဟုတ်ဥပ္ပစာရကိုကြော်ပြီးတော့အပ္ပနာသမာဓိရောက်သွားပြီဇံရတယ်ဇံရပြီးတဲ့အခါကျတော့မှသမထကိုသွားဒီနိလန်းနှစ်သွယ်ပေါ့ဥပ္ပစာရသမာဓိနဲ့ဝိပဿနာကူးတယ်အပ္ပနာသမာဓိနဲ့ဝိပဿနာကူးတယ်အဲ့ဒါသမထပုပ္ပင်ကမဝိပဿနာလို့ခေါ်တယ်သမထရှိသွားရှိပြီးတော့သမထကိုအခြေခံပြီးတော့ဝိပဿနာအထုတ်တယ်ဥပမာမဲ့ထွက်လေဝင်လေမှတ်ပြီးတော့စိတ်တွေတည်ငြိမ်အောင်လုပ်တယ်ဇာနာကတ်သွားသည့်ထီအောင်ကြိုးစားတယ်စိတ်တွေဟာတည်ငြိမ်သွားတယ်သမာဓိတွေကောင်းလာတယ်အဲ့ဒီသမာဓိကနေပြီးအခြေခံပြီးတော့ဝိပဿနာကိုကျင့်တယ်တော့မဟုတ်အာနာပါနကျင့်ရင်ကနေပြီးတော့ဇံရသွားတယ်ဇံရသွားတဲ့အခါမှာအဲ့ဒီဇံကိုအခြေခံပြီးတော့ဝိပဿနာကိုသွားတယ်ဒါကသမထကိုအရင်ကျင့်ပြီးတော့ဝိပဿနာသွားတဲ့နည်းဝိပဿနာကိုတိုက်ရိုက်သွားပြီဆိုတဲ့အခါကျတော့ဝိပဿနာရဲ့အာယုံကဘာလဲလို့ဆိုရင်ခန္ဓာ၅ပါးယုံနာတရားပဲကိုယ်တဏ္ဍာမှာရှိတဲ့ယုံနဲ့နာကိုယ်တဏ္ဍာမှာရှိနေတဲ့ယုံနဲ့နာတွေကဖြစ်စေယုံနဲ့တွေကိုကြည့်ပြီးတော့ထိုယုံနဲ့တွေအပေါ်မှာမမြဲတဲ့သဘောဆင်းရဲတဲ့သဘောယုံနဲ့တွေရဲ့သဘာဝလက္ခဏာကိုအရင်သိအောင်ကြိုးစားတယ်ရုပ်ရဲ့သဘာဝလက္ခဏာကိုယင်သိအောင်ကြိုးစားမယ်နာမ်ရဲ့သဘာဝလက္ခဏာကိုယင်သိအောင်ကြိုးစားလူရဲ့တဏ္ဍာမှာ
ကိုယ်တကုံလုံးကိုရှာကြည့်ယုံနဲ့နံကလွဲရင်တခြားမရှိဘူးတရားဝါဆိုတာမရှိဘူးဒီယုံနဲ့နံနှစ်မျိုးပဲလို့ဒီလိုကွဲပြားခြားနားသွားသည့်ထိအောင်ရှေးဥစွာကျင့်တယ်အဲ့ဒီဒေါ်ရိုက်သွားတာကြတော့ခဏိကသမာဓိလို့ခေါ်တယ်ဖြစ်ပေါ်လာတဲ့ယုတ်တရားပေါ်မှာဖြစ်ပေါ်လာတဲ့ယုတ်တရားနံတရားတွေအပေါ်မှာခဏမြတည်ထသွားတဲ့သမာဓိကိုခဏိကသမာဓိအဲ့ဒီအာယုံလေးပေါ်မှာအခိုက်တန့်လေးတွေဖြစ်ခိုက်ကလေးမှသိလိုက်တယ်ပြတ်သွားတဲ့အခိုက်ကလေးမှသိလိုက်တယ်အဲ့ဒါလိုဖြစ်ခိုက်ချုပ်ခိုက်ကလေးတွေကိုသိနေတဲ့အတိသမာဓိလေးကိုအခြေခံပြီးတော့ကျင့်တာဒါကဝိပဿနာတိုက်ရိုက်သွားတဲ့နည်းလို့ခေါ်တယ်အဲ့တော့ခဏိကသမာဓိဆိုတာဝိပဿနာသွားတဲ့သမာဓိကိုပြောတာနာဟိခဏိကသမာဓိဝိနာဝိပဿနာနာမတံမွေတိသမထမကျင့်မဲနဲ့ဝိပဿနာကိုတိုက်ရိုက်သွားတယ်လို့ဆိုတဲ့နေရာမှာခဏိကသမာဓိတော့ပါရမယ်တယ်လို့ဆိုလို့နော်ခဏိကသမာဓိဆိုတော့သိတဲ့အခိုက်ကလေးတွေမှာဖြစ်ပေါ်လာတဲ့ဉာဏ်တိုက်ရိုက်ကိုသွားတာအဲ့ဒီဉာဏ်နဲ့ရှုလိုက်တဲ့အချိန်လေးတွေမှာတည်ငြိမ်သွားတဲ့သမာဓိလေးကိုဆိုလိုတယ်သူအဲ့ဒီခဏိကသမာဓိနဲ့သွားတဲ့နည်းအဲ့ဒါလို့တရားအထုတ်ခြင်းဟာနိလန်းနှစ်သွယ်ရှိတယ်ဒီနိလန်းနှစ်သွယ်ဟာဘာထူးတယ်လဲလို့မေးလို့ရှိရင်စာပေကျမ်းကမှာဥပမာပေးထားတာရှိတယ်သမထကျင့်ပြီးတော့ဝိပဿနာကျင့်တာကဘာနဲ့တူတော့ဆိုရင်ဟိုဘက်ကန်းတကန်းကိုကုတဲ့အခါမှာလှေတို့သင်္ဘောတို့နဲ့ကူးတာနဲ့တူတယ်တက်တာသွားဝိပဿနာတိုက်ရိုက်သွားတဲ့လူကြတော့ရေထဲမှာလက်ပစ်ကူးသွားတာနဲ့တူတယ်နော်ဝိပဿနာကြတော့လက်ပစ်ကူးသွားတိုက်ရိုက်သွားတဲ့နည်းပေါ့အဲ့တော့ဘယ်ကပိုတက်တာတော့ဆိုသမထကျင့်ပြီးဝိပဿနာကျင့်တာပိုတက်တာတယ်လို့ပြောမှာတက်တာခိုးခြင်းလို့ရှင်နော်အဲ့တော့ဝိပဿနာသမထအရင်ကျင့်ပြီးမှဝိပဿနာကျင့်တာဟာလှေစီးပြီးတော့ဟိုဘက်ကန်းကူးတာလို့ဝိပဿနာကိုတိုက်ရိုက်ကျင့်လို့ရှင်လဲလက်ပစ်ကူးသွားတယ်လို့ရေထဲဆင်းကူးသွားတာ ਨੇ တူတယ်လို့ဒီလိုစာပေကျမ်းကမှာဥပမာပေးထားတယ်။ဘာဖြစ်လို့လဲဆိုရင်သူကတမာတိကိုတီးခြားထူထောင်မှုမပြုဘဲနဲ့ဝိပဿနာကိုတိုက်ရိုက်သွားတာဝိပဿနာတိုက်ရိုက်သွားတာဉာဏ်နဲ့ပဲသွားတယ်အဓိကကတော့ဉာဏ်ပဲအဲ့တော့ဒီလိုသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ကျင့်နေတာကိုပဲတရားထုတ်တယ်လို့ခေါ်နော်ခရီးတရားထိုင်နေနဲ့ပြောထိုင်မထိုင်တရားကျင့်နေဆိုတာတရားထုတ်တယ်ဆိုတာကိုယ်တဏ္ဍာမှာတမာရီတရားတွေဖြစ်ဖို့ပညာတရားတွေဖြစ်ဖို့ကြိုးစားအထုတ်ခြင်းပဲဒါကိုဆိုလိုတယ်ပေါ့အဲ့တော့ဝိပဿနာကိုသွားတဲ့အခါမှာသမထကသွားတာရှိတယ်ဒီဝိပဿနာတိုက်ရိုက်သွားတာရှိတယ်ဒီနိလန်းနှစ်သွယ်လုံးဟာကျင့်လို့ရတယ်လို့ပဲဒီလိုမှအငင်းပွားစရာအကြောင်းမရှိဘူးဝိတ္တုဒ္ဓိမက်မှာလည်းဒီလမ်းနှစ်သွယ်ကိုပြထားတာရှိတယ်တခါဓမ္မဒါယတာတုတ်အထက်ကထာမှာဆိုရင်ဘာဝနာနယဆိုပြီးတော့ဟောထားတယ်တဲ့မယ်နော်ယောဂီပုဂ္ဂိုလ်ဟာတချို့ယောဂီပုဂ္ဂိုလ်ဟာတဲ့သမထကိုအရင်ကျင့်တယ်တဲ့ကျင့်ပြီးတဲ့အခါမှာအဲ့ဒီသမထထဲမှာပါတဲ့နံတရားတွေကိုရှုပြီးတော့ဝိပဿနာသွားတယ်ဒါကတနည်းတချို့သောယောဂီပုဂ္ဂိုလ်တွေကြတော့သမထကိုလုံးဝမသွားဘဲနဲ့ဝိပဿနာတိုက်ရိုက်ကျင့်တယ်တဲ့ဒီလိုနီးနှစ်နီးပြထားတာရှိတယ်ပေါ့အဲ့တော့ဘယ်နီးနဲ့ပဲသွားကိုယ်အစဉ်ပြေတဲ့နီးနဲ့သွားအဓိကကတော့ဝိပဿနာကိုသွားဖို့အဓိကပေါ့နော်ဝိပဿနာရမှအထုတ်နိုင်မှသူကမဉ္ဇဉ်ဖွဉ္ဇဉ်ဆိုတာပေါ်မှာကျင့်ရတာဆိုတာသမထနဲ့ဝိပဿနာနှစ်ခုပဲကျင့်ရတယ်မဉ္ဇဉ်ဖွဉ္ဇဉ်ဆိုတာကျင့်ရတဲ့အရာမဟုတ်ဘူးဝိပဿနာကျင့်ရင်ကနေပြီးတော့ရရှိလာတဲ့အရာသာဖြစ်တယ်ပေါ့ဒါကြောင့်မို့အတိတ်မဲ့လို့ခေါ်တာပေါ့ရရှိလာတဲ့အရာပဲဖြစ်တယ်အဲ့ဒီတော့ဝိပဿနာတရားကျင့်ခြင်းဟာဘာအကျိုးရှိတာတော့လို့ခုနပြောတဲ့စိတ်ဖိစီးမှုကိုလျှော့ချတဲ့နည်းတစ်ခုမြတ်စွာဘုရားပေးတာစိတ်ဖိစီးမှုကိုလျှော့ချလိုက်တယ်အဲ့ဒီစိတ်ဖိစီးမှုကိုလျှော့ချခြင်းအပြင်ဝိပဿနာအကျင့်ဟာတခုတည်းသောနည်းလမ်းပဲလို့ဆိုလို့ဝိပဿနာအကျင့်မကျင့်မဲနဲ့စိတ်ဖိစီးမှုဆို
လျှော့ချနိုင်ဖို့တခြားနည်းလမ်းမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားက